မင်္ဂလာပါရှင်တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူအလောင်းမင်းတရားဦးအောင်စရာစာအုပ်ရဲ့စံသိပ်ပိုင်းပါရှင်ဒီစာအုပ်ကိုအများပြည်သူကြားဖတ်ကြားတင်ဆက်ခွင့်ပြုဖို့စာရေးဆရာကြီးတင်ထွေးနဲ့တကစာအုပ်ထုတ်ဝေခြင်းလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်ခဲ့သူများအားလုံးထံအလေးနက်ထားခွင့်ပန်ကာဗရာပြုလိုက်ပါတယ်ရှင်နေချဲတို့၏အချင်းမြင့်များကိုဖျက်ဆီးခြင်း1122ခုနှစ်ဝါဆိုလပြည့်ကျော်10ရက်နေ့တွင်အလောင်းမင်းတရားသည်မိဖုရားမောင်မသားတော်သမီးတော်ဘိုးမူတမုံစစ်တီရဲမဲ့4500ချမ်းရန်၍ရန်ကုန်မြို့သို့စုံစင်းတော်မူသည်ထိုကဲ့သို့ကြီးကျယ်ခမ်းနားစွာစုံစင်းတော်မူခဲ့ရာတွင်လမ်း၌ကိုးညအိတ်ကြခဲ့သည်ရန်ကုန်သို့ရောက်လျင်ရွှေတကူဖျားကိုရွှေချတော်မူ၍ဇောင်းတန်းနှင့်ဇရက်တော်ကြီး3ဆောင်ကိုလည်းရွှေအပြည့်ချတော်မူသည်တန်ဃာတော်တို့အားလူပွဲပစ္စည်းများလူထား၍ရေဆက်တော်ချတော်မူသည်မိဖုရားကြီးနှင့်သားတော်သမီးတော်တို့သည်တန်လျင်ကြိုက်ခောက်ဖျားပဲခူးမြို့ရွှေမော်တော်စီဒီများသို့တောရောက်ဖူးမြော်ကြသည်အလောင်းမင်းတရားကြီးရန်ကုန်မြို့၌ရှိနေစဉ်ဟိုင်းကြီးကျွန်းရှိအင်္ဂလိပ်များကဟန်တာရီမင်းစစ်တီတို့အားလက်နက်များပံ့ပိုးကူညီခဲ့ကြောင်းအသေးချာကြားတော်မူခဲ့သည်မင်းတရားသည်လွန်စွာအမျက်တော်ရှိပြီးဟိုင်းကြီးကျွန်းရှိကလေဖြူတို့အားသုတ်တင်ရှင်းလင်းရေးဆောင်ရွက်တော်မူသည်ဤနေရာတွင်အလောင်းမင်းတရားကြီး၏နိုင်ငံကိုပြန်လည်စည်းရုံးထူထောင်ရာတွင်အင်္ဂလိပ်ပြည်သစ်နယ်ချက်များပါဝင်ပတ်သက်လာမှုနှင့်ရင်းနယ်ချက်တို့သည်မြန်မာနိုင်ငံအောက်ပိုင်း၌ခြေကုပ်စခန်းရရှိရန်ကျူးပန်းနေကြပြီဖြစ်သည်နယ်ချက်တို့သည်မိမိတို့၏ကုမ္ပဏီများကြီးထွားဖွံ့ဖြိုးရေးကိုအပြိုင်ဆိုင်လုံးပန်းနေကြခိုင်မြန်မာနိုင်ငံကဲ့သို့ပထမတန်းကျွန်းသစ်များထွက်ရာဒေသကိုလာရောက်တွေ့ရှိကြသောအခါသူထက်5ဦးခြေကုပ်ရရန်အားထုတ်ကြသည်ထိုစဉ်ကဥရောပ၌ပင်လယ်ကူးသင်္ဘောများကိုတစ်သားဖြင့်သာတိဆောက်ကြရ၏တန်ထဲဖြင့်မတိဆောက်နိုင်ကြသေးပေသင်္ဘောတိဆောက်ရာတွင်ဝတ်သက်ချသောပင်လယ်ထင်းယူသောစားရှိသည့်တို့ကိုအစကနဦးတွင်တုံပြုခဲ့ကြသည်နောက်ပိုင်းတွင်အရှိဘက်သို့ဦးလဲမိသည့်အခါမှသာကျွန်းဖြင့်သင်္ဘောတိဆောက်လျင်မြည်မြသားလောကောင်းမွန်ကြောင်းတွေ့ရှိသွားကြခြင်းပဲဖြစ်သည်ထိုကာလမှစပြု၍အနောက်ဥရောပနိုင်ငံများသည်မြမကျွန်းကိုသင်္ဘောတိဆောက်ရေးအတွက်တိုး၍အလိုရှိလာကြပြီတော့သည်ဥရောပတွင်လက်နက်နိုင်ငံကြီးဖြစ်သောပြင်သစ်နှင့်အင်္ဂလန်တို့သည်အခြားနိုင်ငံငယ်များသို့အနည်းငယ်အမြန်ဆုံးရရောက်ဖြင့်ကျေနပ်နိုင်သောနိုင်ငံများမဟုတ်ရကမိမိတို့၏စီးပွားရေးနယ်ပယ်ကိုအရှေ့ဖြားအာရှတွင်မိမိရပိုင်နိုင်တိုးချလိုသောဆန္ဒရှိကြသည်မြန်မာနိုင်ငံ၏အနေအထားကိုတော်၎င်းစီးပွားရေးအလားအလာကိုတော်၎င်းမြင့်တက်လာပြီးသည့်နောက်ကျွန်းသင်ဖြင့်သင်္ဘောတည်ဆောက်၍ပြင်ပသို့ထုတ်ယူခြင်းလုပ်ငန်းဖြစ်တာမရောက်ရဲတော့ပဲမြန်မာနိုင်ငံမှရှားစီချိတ်တောက်စားရှိသည့်အခြားထပ်ကုန်များကိုလည်းဝယ်ယူမိမိယူဆောင်လာသောထဲလိပ်တန်ထဲပစ္စည်းများကိုလည်းရောင်းချခြင်းအပြင်တဆင့်တိုး၍အမျက်ဆုံးထုတ်ယူရန်ပြိုင်ဆိုင်ကြပြန်သည်အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီသည်ဟက်တာဆိုသူကို1953ခုနှစ်ဧပြီလတွင်ဟိုင်းကြီးကျွန်းသို့ဆေးလွှတ်၍ခြေစိတ်စခန်းချစေသည်ထိုစဉ်ကပြင်သစ်တို့သည်လည်းတန်လျင်၌ကုန်တိုက်ဖွင့်ထားပြီးဖြစ်သည်သင်္ဘောများကိုကျွန်းသစ်ဖြင့်တိဆောက်ကမမှန်ထုတ်ယူနေကြပြီဖြစ်သည်ဗြိတိရှားတို့မှာ1943ခုနှစ်၌တန်လျင်ကုန်တိုက်ကိုဖျက်ဆီးခံရပြီးသည့်နောက်ပိုင်းတွင်ပြန်လည်ခြေချရန်စီမံဆိုင်ပြင်ခြင်းမပြုဘဲရှိခဲ့ကြသည်သို့သောပြင်သစ်တို့သည်ဟိုင်းကြီးကျွန်းကိုအပိုင်ရရှိရန်ကြိုးပမ်းနေကြကြောင်းကုန်သည်များသင်္ဘောသားများထံမှကြားသိရသောအခါမန္တရကောင်စီသည်ပြည်သစ်တို့လက်သို့ဟိုင်းကြီးကျွန်းမချရောက်သွားစေရန်အပူတပြင်းစီစဉ်လေသည်ထို့ကြောင့်မန္တရကောင်စီသည်လန်ဒန်ရှိကုမ္ပဏီဒရိုက်တာလူကြီးများထံအစီရင်ခံသည်အမိန့်တစုံတရာမရှိမီ
1952ခုနှစ်တွင်ပင်တေလာကိုဟိုင်းကြီးကျွန်းသို့ဆေလွတ်၍ကျွန်းအခြေအနေကိုလေ့လာစေသည်ထို့နောက်လန်ဒန်မှသဘောတူညီချက်နှင့်အတူအဟတာကိုပို့လိုက်သည်ဟတ်တာခေါင်းဆောင်သောအဖွဲ့သည်1953ခုနှစ်ဧပြီလ26ရက်နေ့တွင်ဟိုင်းကြီးကျွန်းကိုသိမ်းပိုက်လျက်ခြေစိတ်စခန်းချထားလိုက်သည်ဗြိတိရှားတို့သည်ပြင်သစ်တို့နှင့်လိုက်ဖက်ကတန်လျင်၌ခြေမချဘဲဟိုင်းကြီးကျွန်း၌ခြေချထားခြင်းမှာလည်းတန်လျင်သည်မကြခင်တဲနှုံများဖြင့်ပိတ်ဆို့ဖုံးလွှမ်းလာပြီးသင်းမောအဝင်ထွက်ခတ်မည်ဖြစ်ခြင်းထို့ပြင်ရွှေဘိုနှင့်ဟန်သာရီနှစ်ဖက်စလုံးမှမိမိတို့အားစိတ်မထင်သည့်တစ်နေ့တွင်အလွယ်တကူရန်ပြုနိုင်သောနေရာဖြစ်ခြင်းဟိုင်းကြီးကျွန်းမူကားရန်သူတို့အလွယ်တကူလာရောက်နိုင်သောနေရာမဟုတ်တင်မောများတိဆောက်ပြင်ဆင်ရေးကိုလည်းစိတ်ချလက်ချလက်ကင်နိုင်ခြင်းအထက်အောက်မြန်မာပြည်အနှံ့ပြားသို့လည်းရှီချောင်းဖြင့်အလွယ်တကူဝင်ရောက်နိုင်ရာအရာဖြစ်ခြင်းစသည့်အကြောင်းများကြောင့်ဖြစ်လေသည်မြန်မာနိုင်ငံအောက်ပိုင်းကိုစတင်တိုက်ခိုက်စဉ်ကဗြိတိရှားနှင့်ပြည်သစ်တို့သည်စစ်သားသည့်ဘက်သို့ရိမ့်မည်ဟုသောသဘောမျိုးဖြင့်အလောင်းမင်းတရားနှင့်ဟန်သာရီဘုရင်တို့အားဆက်ဆံခဲ့ကြသည်ထို့ကြောင့်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီသည်မြန်မာနိုင်ငံပြည်တွင်းရေးခင်းတွင်တာတီထင်သည့်ဘက်သို့လိုက်တော်မူကိုကျင့်သုံးသည်ဟိုင်းကြီးကျွန်း၌အင်္ဂလိပ်တို့အခြေစိုက်ထားစဉ်အလောင်းမင်းတရားသည်စစ်ပွဲများကိုတပွဲပြီးတပွဲအနိုင်ရရှိကာမြန်မာနိုင်ငံစီးရုံးရေးကိုပြန်လည်အကောင့်ထဲပေါ်ခဲ့သည်အလောင်းမင်းတရား၏တပ်များမြန်အောင်ကိုသိမ်းပိုက်ပြီးသောအခါဟိုင်းကြီးကျွန်းရှိအင်္ဂလိပ်ကုမ္ပဏီကြီးကမစ္စတာဘရူးထံသို့ဆက်သွယ်ပြုခဲ့သည်အလောင်းမင်းတရား၏တပ်များကပသိမ်မြို့ကိုသိမ်းပိုက်သောအခါတွင်မြို့တွင်၌ရှိနေသောအင်္ဂလိပ်တို့အားမြည်သည့်အနောက်ရှက်မှမပြုဘဲနေခဲ့သည်ဟိုင်းကြီးကျွန်း၌အခြေစိုက်ပြီးနောက်အရှိအိန္ဒိယကုမ္ပဏီသည်တန်လျင်ရှိကုမ္ပဏီပစ္စည်းများလက်နက်များကိုသိမ်း၍ဟိုင်းကြီးကျွန်းသို့ပို့သည်ရန်အာကောအမည်ရှိသင်းဘောကိုစေလွှတ်ခဲ့သည်ရင်းသင်းဘော၏ကပ္ပတိန်မှာဂျက်စင်ဖြစ်၍သင်းဘောတွင်ကုမ္ပဏီမူထမ်းတဦးဖြစ်သူဝိုင်ဟီလဲလိုက်ပါလာခဲ့သည်တန်လျင်စိတ်ကန်းသို့သင်းဘောရောက်ပြီးနောက်အာကောသင်းဘောမှာဆက်ချုပ်ယွင်ခဲ့သည်ရင်းဆက်ချုပ်ယွင်နေစဉ်ကာလ9 လခန့်တွင်ဂျက်စင်နှင့်ဝိုင်ဟီတို့သည်ပြည်သစ်ကိုယ်စားလှယ်ဘရူနိုဆိုသူနှင့်ဆက်သွယ်ကာအလောင်းမင်းတရားကိုဆက်ကျင်တိုက်ခိုက်လျက်ရှိသည့်ဟန်သာရီတပ်များအားတိတ်တဆိတ်ကူညီပေးခဲ့ကြသည်ရင်းသူကူညီပေးခဲ့သည်ကိုထိုစဉ်ကလောင်းမင်းတရားမသိရှိခဲ့ပေအာကောသင်းမောပြန်လဲပြင်ဆင်ရေးကိစ္စများတွေပင်လိုအပ်သောကူညီများပေးခဲ့သည်ရွှေဘိုသို့ပြန်ကာနီးတွင်လည်းအရေးကြုံမှာကမိမိတို့ဘက်မှကူညီစေလိုကြောင်းဝိုင်ဟီအားအလောင်းမင်းတရားကပြောကြားခဲ့သည်ဝိုင်ဟီကလည်းမာကြားသည့်အတိုင်းလိုက်နာပါမည်ဟုကတိပြုခဲ့သည်အလောင်းမင်းတရားရွှေဘိုသို့ပြန်လဲသွားနေစဉ်တန်လျင်နှင့်ပဲခူးဘက်မှအကွဲကွဲပြားပြားဖြစ်နေသည့်အင်အားများကိုပြန်လည်စီးရုံးကာရန်ကုန်၌တပ်ဆွဲထားသောအလောင်းမင်းတရား၏တပ်များကိုတိုက်ခိုက်ရာတွင်အာကောဟတ်တာနှင့်အဲလီဇဘတ်မြည်ရှိအင်္ဂလိပ်သင်္ဘော3 စီးတို့ကမြမရီတပ်ကိုအမြောက်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟန်သာရီမင်းစစ်တီတို့၏တာမွေတပ်ကြီးဖြစ်စဉ်ကဖမ်းဆီးမိခဲ့သူတို့ကစစ်မေးရာတွင်လည်းဟိုင်းကြီးကျွန်းရှိကလေးဖြူတို့ကဟန်သာရီမင်းစစ်တီတို့အားမိတ်ဖွဲ့၍လက်နက်ကိရိယာတနက်မြောက်ခဲယမ်းမီးကြောင်များထောက်ပံ့ခဲ့ကြကြောင်းထွက်ဆိုခဲ့ကြသည်သို့တော်လည်းထိုအချိန်ကအလောင်းမင်းတရားသည်ငြိမ်သက်စွာနေထိုင်ရောင်းဝယ်ဖောက်ကားရမည်ဟုအမိန့်ထုတ်ကာမိမိပိုင်နက်တွင်ရှိအင်္ဂလိပ်အမျိုးသားတို့အားအရေးယူခြင်းမပြုခဲ့ပေဟိုင်းကြီးကျွန်းရှိမစ္စတာဘရူသည်ရန်ကုန်မြစ်တွင်ရှိပျက်စီးနေသောအာကောတင်ပေါ်မှလွယ်၍ကျန်အင်္ဂလိပ်သင်္ဘောများကိုဟိုင်းကြီးကျွန်းသို့ပြန်ခေါ်ခဲ့သည်ထို့နောက်မင်းတရားနှင့်မဟာမိတ်စာချုပ်ချုပ်ဆိုရန်ကပ္ပတိန်ဘေကာဆိုသူအား1955ခုနှစ်စက်တင်ဘာလတွင်ရွှေဘိုသို့စီလောက်ခဲ့သည်လက်နက်ခဲယမ်းမီးဆောင်များကိုလည်းလက်ဆောင်အဖြစ်ဆက်တရန်ပေးခဲ့သည်ကပ္ပတိန်ဘေကာကရွှေဘိုသို့ဆန်တက်နေစဉ်အင်္ဂလိပ်စစ်သင်္ဘော3 စင်းကဟန်သာရီမင်းစစ်တီဘက်မှအတီလင်းကူညီတိုက်ခိုက်ပေးခြင်းဖြစ်သည်ထို့ကြောင့်
မိမိခြေတော်ရင်းသို့ရောက်လာသောဟိုင်းကြီးကျော်မှကပ်တိတ်ပေကာကိုအလောင်းမေးတရားကသဘောထားကြီးစွာဖြင့်လက်ခံဆက်ဆံခဲ့တော်လဲစာချုပ်ချုပ်ဆိုရန်တင်ပြချက်ကိုမူမစင်စားခဲ့ပေထို့အတူဟိုင်းကြီးကျော်၌ဗြိတိရှတို့တရားဝင်ခြေဆိုင်နေထိုင်ခွင့်ကိုလည်းအတိမတ်မပြုခဲ့ပေရန်ကုန်နှင့်ပသိမ်မြို့တွင်ကုန်တိုက်ဖွင့်လှစ်၍လွတ်လပ်စွာရောင်းဝယ်မှုပြုကြောင်းကိုသာပြောကြားခဲ့သည်ဂျက်ဆင်နှင့်ဝိုင်ဟီတို့၏အပြုမူကြောင့်အလောင်းမင်းတရားသည်အင်္ဂလိပ်တို့ပေါ်တွင်ယုံကြည်မှုနည်းပါးခဲ့သည်မစ္စတာဘရုသည်လေလံနှစ်ဖက်နှင်းကမယိုးမသားပြုမှုခဲ့သည်ဟုသဘောပေါက်ခဲ့သည်ထို့ကြောင့်အင်္ဂလိပ်တို့၏ရိုးသားစိတ်ကိုကြည်လိုသေးကြောင်းအင်္ဂလိပ်သင်္ဘောများကိုမဟာဂယုဏထားမကူညီခဲ့တော်လဲမကောင်းသည့်အမှုကျင့်များကိုပြုခဲ့ကြကြောင်းထို့ကြောင့်ကုမ္ပဏီကမည်သို့ပြုကျင့်မည်ကိုကြည်လိုသေးကြောင်းကုမ္ပဏီအနေဖြင့်နစ်နာလျင်ထိုက်တဲ့သလိုတနာမီဖြစ်ကြောင်းသာလျင်ကပ်တိတ်ဘေကာအားပြောကြားခဲ့သည်ထို့အပြင်အခြားရေးကိစ္စများကိုရန်ကုန်၌ဆက်လက်ဆွေးနွေးမည်ဟုမိန့်ကြားခဲ့သည်အလောင်းမင်းတရားသည်ဟန်တာရီကိုလှုပ်ကြံရန်1956ခုနှစ်ဖေဖော်ဝါရီလတွင်နေပြည်တော်မှရန်ကုန်သို့ဒုတိယအကြိမ်ချီခဲ့လေသည်ထိုအတွင်းလိုအပ်သောလက်နက်အကူအညီများရရှိရန်ဟိုင်းကြီးကျွန်းရှိအင်္ဂလိပ်အကြီးအကဲတို့နှင့်ထပ်မံဆက်သွယ်ခဲ့သည်ထို့ကြောင့်ဘေကာအားရန်ကုန်၌ဆွေးနွေးမည်ဟုအလောင်းမင်းတရားကပြောခဲ့ခြင်းဖြစ်သည်1956ခုနှစ်မေလတွင်အေဆိုင်လက်စတာဂျွန်ဒိုင်ယာနှင့်ဒေါက်တာအင်နာဆင်တို့သည်ရန်ကုန်သို့လာရောက်၍အလောင်းမင်းတရားနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဤအချိန်တွင်အလောင်းမင်းတရားကအင်္ဂလိပ်ကုမ္ပဏီအားဟိုင်းဂျင်းကျွန်းနှင့်ပသိမ်တွင်တရားဝင်စခန်းချနေထိုင်ခွင့်ပြုခဲ့သည်ရင်းသို့စခန်းချနေထိုင်ခွင့်ပြုလိုက်ကြောင်းကိုလည်းရွှေပေရာစတန်ဖြင့်အင်္ဂလန်ပြည်ရှင်ဒုတိယကျော့ဘရင်ထံအလောင်းမင်းတရားကအကြောင်းကြားခဲ့သည်ဒိုင်ယာနှင့်အင်နာဆင်တို့အပြင်တွင်ရင်းရွှေပေရာစတန်တွင်မဒရဘယေခံအင်္ဂလိပ်ကုမ္ပဏီနှင့်ဟိုင်းကြီးကျော်စခန်းမူဂျိုဟိုးတို့ထံပေးသည့်ရာစတန်3ဆောင်ကိုလည်းပေးအပ်ခဲ့သည်ထို့အတွင်းအလောင်းမင်းတရားသည်တန်လျင်နှင့်ပဲခူးတို့ကိုလှုပ်ကြံရာအလိုတော်ပြည့်ခဲ့သည်ပဲခူးကိုလှုပ်ကြံခိုက်လက်နက်ခဲယမ်းများအလိုရှိသဖြင့်ဟိုင်းကြီးကျွန်းရှိအင်္ဂလိပ်တို့နှင့်လက်နက်များကိုလက်ငင်းငွေပေးချေဝယ်ယူလိုကြောင်းအကြိမ်ကြိမ်အကြောင်းဆက်သွယ်ခဲ့သည်သို့သောထိရောက်သောအကူအညီများမရခဲ့ပေထို့ကြောင့်အလောင်းမင်းတရားကမကြေမနက်ဖြစ်ကပဲခူးကိုအောင်နိုင်ပြီးလျင်အင်္ဂလိပ်များအားဟိုင်းကြီးကျွန်းမှတိုက်ထုတ်မည်ဟုကြုံဝါခဲ့သည်ပဲခူးကိုအောင်နိုင်သောအခါတွင်အလောင်းမင်းတရားကဟိုင်းကြီးကျွန်းစခန်းမူတောမတ်နူတန်ကိုပြည်မြို့တွင်လာရောက်တွေ့ဆုံရန်ဖိတ်ခေါ်ခဲ့သည်သို့သောနူတန်သည်ပြည်မြို့သို့ကိုယ်တိုင်မလာရောက်ခဲ့ပေသူကိုယ်စားအင်ဆိုင်ရောဘတ်လက်စတာအားအတန်ဖြင့်လွတ်စေခဲ့သည်၄ပေါင်သာအမြောက်တစ်လက်ကိုလည်းလက်ဆောင်အဖြစ်ဆက်သားခဲ့သည်လက်စတာသည်ဇူလိုင်လ23ရက်နေ့တွင်တစ်ကြိမ်29ရက်နေ့တွင်တစ်ကြိမ်အလောင်းမင်းတရားနှင့်တွေ့ဆုံခွင့်ရခဲ့သည်ဒုတိယအကြိမ်တွေ့ဆုံခြင်းမှာမြန်အောင်မြို့၌ဖြစ်သည်ထို့သို့တွေ့ဆုံရာတွင်အလောင်းမင်းတရားကအင်္ဂလိပ်လူမျိုးတို့ပြုမှုကျင့်ကြံပုံနှင့်ပတ်သက်၍အပြစ်တင်စကားပြောကြားခဲ့သည်ဒုတိယအကြိမ်တွေ့ဆုံရာတွင်လက်စတာသည်နူတန်၏ညွှန်ကြားလိုက်သည့်အတိုင်းစာချုပ်ချုပ်ဆိုရန်အလောင်းမင်းတရားအားတင်ပြလျှောက်ထားသည်အလောင်းမင်းတရားကစာချုပ်ချုပ်ဆိုရန်သဘောတူခဲ့သည်စာချုပ်ပါချက်လက်များမှာအောက်ပါတိုင်းဖြစ်သည်1မော်တင်ကျွန်းတွင်အင်္ဂလိပ်လူမျိုးများအားအစဉ်တစ်ဖြင့်နေထိုင်ခွင့်ပြုသည်နှင်းချက်ပသိမ်မြို့တွင်ဝတာနေရာစတူရန်ကျယ်ဝသောမြေကွက်၌အင်္ဂလိပ်လူမျိုးများအားနေထိုင်ခွင့်ပြုသည်3ချက်ဟိုင်းကြီးကျွန်းနှင့်ပသိမ်မြို့ရှိမြေခွက်ပေါ်တွင်နေထိုင်ခွင့်ရသည့်အတွက်မြန်မာမင်းအားရန်12ပိတ်သာထည့်၍ပြစ်နိုင်သောကြီးချိန်3ပိတ်သာ28ချက်သားဝင်အမြောက်တစ်လက်နှင့်ရမ်းမုတ်ပါဝင်လက်နက်ခဲယမ်းမီးကျောက်တို့ကိုအင်္ဂလိပ်တို့ကဆက်သားရမည်၄အချက်အင်္ဂလိပ်တို့မြန်မာနိုင်ငံအတွင်း၌အကောက်အစားလွတ်လပ်စွာကုန်ကူးသန်းရောင်းဝယ်ရမည်၅အချက်ရန်ကုန်မြို့တွင်အင်္ဂလိပ်တို့အားကုန်တိုက်တိုက်ဆောက်လုပ်ခွင့်ပြုသည်6ချက်မြန်မာမင်း၏ရန်သူတို့ကိုကုမ္ပဏီကကူညီတိုက်ခိုက်၍မြန်မာမင်းကစရိတ်ကုန်ကြခံရမည်
ရင်းစာချုပ်မှာမြန်မာနိုင်ငံသမိုင်းတွင်အနောက်ပိုင်းသားတို့နှင့်ပထမဆုံးချုပ်ဆိုခဲ့သောစာချုပ်ဖြစ်သည်အရှိအိန္ဒိယကုမ္ပဏီသည်မြန်မာမြေပေါ်တွင်နယ်ချဲ့ချီကုတ်စကန်တစ်ခုတရားဝင်ရရှိရန်ရှိမှန်း၍စာချုပ်ချုပ်ဆိုရေးကိုကြိုးပမ်းခဲ့တော်လဲထိုစဉ်ကရင်းစာချုပ်ကိုအသုံးချကာအမျက်ထုတ်နိုင်ခဲ့ခြင်းမရှိပေမြန်မာနဲ့စာချုပ်ချုပ်ဆိုပြီးနောက်မြန်အောင်မှလက်စတာပြန်ခိုက်တွင်အရှိအိန္ဒိယကုမ္ပဏီသည်ဟိုင်းကြီးကျော်မှအဖွဲ့ကိုပြန်ရုပ်သိမ်းရန်စီစဉ်ထားခဲ့သည်ပြင်သစ်နှင့်အင်္ဂလိပ်တို့တိုက်ခိုက်နေသည့်9နှစ်စစ်ပွဲကြောင့်ကုမ္ပဏီသည်မိမိ၏လူများကိုလုံခြုံသည့်နေရာများ၌တစုတဝေးတည်းရှိနေလိုခဲ့သည်ထို့ပြင်တန်လျင်ရှိပြည်သစ်ကိုယ်စားလှယ်ဘရူနိုမှလည်းအသက်ခံရပြီးဖြစ်၍မြန်မာနိုင်ငံတွင်ပြည်သစ်တို့၏ပြိုင်ဆိုင်မှုအန္တရာယ်ကိုစိုးရိမ်စရာမရှိတော့ပေထို့ကြောင့်ဟိုင်းကြီးကျော်မှအဖွဲ့ကိုပြန်ရုပ်သိမ်းရန်မက်ဒရတ်နှင့်လန်ဒန်ရှိကုမ္ပဏီဒိုက်တာတို့ကစီစဉ်ခဲ့ကြခြင်းဖြစ်သည်ကုမ္ပဏီသည်1950ခုနှစ်ဦးပိုင်းခန့်တွင်ရုပ်သိမ်းရေးစီစဉ်များကိုစတင်ပြုလုပ်၍နူတန်နှင့်တပ်ဖွဲ့များစုကိုကာလကတာသို့ပြောင်းရွှေ့ခဲ့သည်ထို့နောက်ဟိုင်းကြီးကျွန်းတွင်ကုမ္ပဏီကစုဆောင်းထားသောကျွတ်သိမ်းများကိုအိန္ဒိယသို့တည်ရန်ကပတိန်ဆောက်တပီအားစေလွတ်ခဲ့သည်ဟိုင်းကြီးကျွန်းသို့ဆောက်တပီရောက်လာပြီးနောက်တစ်ရက်တွင်မြန်မာတပ်များကဟိုင်းကြီးကျွန်းကိုဝင်ရောက်တိုက်ခိုက်ဖြစ်စီသည်စကန်းရှိကုမ္ပဏီမူထမ်းအများပြားတိတ်ဆုံးခဲ့သည်ကပတိန်ဆောက်တပီကိုယ်တိုင်လည်းတိတ်ဆုံးခဲ့သည်မြန်မာစစ်တပ်တို့ကိုဥဆောင်တိုက်ခိုက်သူမှာအလောင်းဖျား၏လယုံရဲမတ်တဦးဖြစ်သူမင်းရဲကောင်းပုံဖြစ်သည်ဟိုင်းကြီးကျော်အရေးကဲဖြစ်ပေါ်စေသည့်နောက်ခံအကြောင်း၎င်းတို့မှထွေပြားရှုပ်ထွေးလာပေသည်1950-59ခုနှစ်အလောင်းမင်းတရားသည်မဏိပူရအာတံဘတ်သို့စစ်ချီနေခိုင်ဟန်တာရီစစ်တီတို့ထားကြသည်အင်အားကြီးမှသဖြင့်မင်းတရားတပ်များထိနာခဲ့သည်ထို့နောက်စစ်ကူများရောက်ရှိလာသောအခါမှထိရောက်စွာနှိမ်နင်းနိုင်ခဲ့သည်ဤအရေးတွင်ဟန်တာရီကိုဟိုင်းကြီးကျွန်းရှိဗြိတိရှစခန်းကလက်နက်ခဲယမ်းများပေးပို့ထောက်ပံ့ကြကြောင်းမင်းတရားသိရှိရလေသည်ရကေ1955ခုနှစ်စက်တင်ဘာလတွင်အလောင်းမင်းတရားရွှေဘိုသို့ပြန်ခိုက်ဟန်တာရီတပ်များရန်ကုန်ကိုဝိုင်းဝန်းလှုပ်ကြံကြစဉ်ကလည်းကပတိန်ဂျက်စင်နှင့်ဝိုင်ဟီတို့ဦးစီးသည့်အင်္ဂလိပ်သင်္ဘော3စီးကဟန်တာရီတို့ဘက်မှကူညီကာမင်းတရားတပ်များကိုတိုက်ခိုက်ခဲ့ပူသည်ထို့ကြောင့်ဗြိတိရှားတို့၏သဘောထားကိုတန်တရားရှိခဲ့သောအလောင်းမင်းတရားသည်ကုမ္ပဏီပေါ်တွင်တိုး၍မကြည်မနှက်ဖြစ်ကာယုံကြည်မှုကင်းလာခဲ့သည်အလောင်းမင်းတရားသည်အင်္ဂလိပ်ဖြစ်ရှင်ဘရင်ထံသို့အနာဗဒများနှစ်ရစ်စီရွှေပေရာဇသံတစ်ဆောင်ကိုဘွဲတစ်စိတ်ခန့်နှိပ်၍ပေးပို့ခဲ့သည်တစ်ချိန်တည်းမှာပင်အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီကိုစားဂျိုဟိုးထံသို့တစောင်းတဝွန်လာများပေးပို့ခဲ့သည်ဤရွှေတဝွန်လာနှင့်စာများလက်ဆောင်များကိုအင်္ဂလိပ်သို့ပို့ပေးရန်အလိုငှာဟိုင်းကြီးကျွန်းစခန်းမှုထံအလောင်းမေးတရားကလွယ်အပ်ခဲ့သည်သို့သော3နှစ်လွန်သည့်တိုင်အောင်ပြန်စာမရခဲ့ခြင်းထို့ကြောင့်အင်္ဂလိပ်တို့နှင့်ကုမ္ပဏီကသူနှင့်သူ၏နိုင်ငံသူနိုင်ငံသားတို့ကိုလူအန်တများသဖွယ်သဘောထားလေပြီဟုအလောင်းမေးတရားကကောက်ချက်ချခဲ့သည်ဤအကြောင်းများကြောင့်ပင်လျှင်ဟိုင်းဒီကျော်စခန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအလောင်းမေးတရားကိုမိန့်တော်မူသည်အလောင်းမေးတရားသည်အင်္ဂလိပ်တို့အားပသိမ်တွင်စခန်းနေရာပေးခဲ့စဉ်ကအင်္ဂလိပ်တို့လွန်စွာလိုလားသည့်ဖျားကုန်းတော်နေရာကိုလုံးဝခွင့်မပြုခဲ့ပေသို့သောဟိုင်းကြီးကျော်စခန်းမှဂျိုဟိုးသည်အလောင်းမင်းတရား၏အမိန့်ကိုစန့်ကျင်လျက်1956ခုနှစ်ဇွန်လတွင်ရင်းဖျားကုန်းတော်ပေါ်၌ကုမ္ပဏီခန်းကိုအခိုင်အလုံဆောက်လုပ်လျက် Fort Augusta ဟုအမည်ပေးခဲ့သည်ရင်းကိစ္စကိုပသိမ်သားတို့ကလုံးဝမကျေနပ်ပဲစိတ်ထိခိုက်နာကျည်းခဲ့ကြသည်အာမေနီယန်မှုထံဂရိဂရီကအင်္ဂလိပ်တို့သည်အလွန်အန္တရာယ်ပြုတ်တတ်သောလူမျိုးဖြစ်၍အချိန်မီမတားဆီးပါကဘင်္ဂလားနှင့်မန်ဒရတ်ကမ်းခြေတွင်ပြုတ်မူတကဲ့သို့အခြေခံကုန်တိုက်စခန်းချခွင့်ရရမှတိုင်းပြည်ကိုတစားတစားဝါမျိုးတိတ်ပိုက်မိကိုစိုးရိမ်ဖွယ်ရှိကြောင်းတတိပေးလျှောက်ထားသည်ကိုအလောင်းမေးတရားက
တဘောချိုင်နီလက်ခံခဲ့သည်ထို့ပြင်အင်္ဂလိပ်အရှိကုမ္ပဏီတွင်1956ခုနှစ်ကမှစ၍3နှစ်အတွင်းအစီအစဉ်ပြောင်းလဲများရှိခဲ့သည်ပြည်သစ်တို့နှင့်9နှစ်စစ်ပွဲဖြစ်ပွားနေသဖြင့်မြန်မာပြည်နှင့်ဆက်ဆံရေးကိုအလေးဂရုမပြုသာရှိခဲ့သည်ထို့နောက်ပြည်သစ်တို့ကိုစစ်ပွဲတွင်အနိုင်ရလိုက်၍အိန္ဒိယတွင်ပြိုင်ဘက်ကင်းတကိုးထောလာသောအခါဘင်္ဂလားပင်လယ်အော်ရှိဘက်တွင်အစဉ်စိုးရိမ်နေခဲ့ရသည့်ပြည်သစ်တို့၏ရန်မှာအခိုက်အတန့်အေးသွားခဲ့လေသည်ဒူးပလီမှာပြည်သစ်တို့ပြန်သွားပြီဖြစ်သည့်ပြင်ဘရူနိုလည်းတန်လျင်တွင်အသက်ခံရပြီဖြစ်ရာမြန်မာပြည်တွင်ပြည်သစ်တို့နှင့်အပြိုင်နေချက်ချီကုတ်စခန်းယူရန်သွေးအေးသွားကြသည်ထို့ကြောင့်အလွန်ခုံမဲလူလာခဲ့သည့်ဟိုင်းကြီးကျော်စခန်းကိုပင်ဖြတ်သိမ်းရွှေ့ပြောင်းရန်ဆုံးဖြတ်ခဲ့သည်ထို့သို့ပြိုင်ဘက်ဖြစ်သောပြည်သစ်တို့ကိုစိုးရိမ်ပွဲမရှိတော့သည်တွင်ကုမ္ပဏီသည်အလောင်းမင်းတရားနှင့်လက်စတာတန်ပြု၍ချုပ်ဆိုခဲ့သောစာချုပ်ကိုလည်းလုံးဝအရေးမထားတော့ပဲလိုက်နာအကောင့်ထဲဖော်ရန်လက်ဟင်းခဲ့သည်ရင်းအချက်လက်များသည်အစကပင်ကုမ္ပဏီ၏ပြုမှုလှုပ်ဆောင်ပုံတို့ကိုတန်တရားရှိခဲ့သောအလောင်းမင်းတရားအားအင်္ဂလိပ်တို့ပေါ်ပို၍မယုံမကြည်ရှိစေရန်မထီမဲ့မြင်ပြုသည်စော်ကားသည်ဟုအထင်ရောက်စေရန်အမျက်ပွားစေရန်ဖန်တီးခဲ့သည်ဟုဆိုရပေမည်ထို့ကြောင့်အလောင်းမင်းတရားသည်ဟိုင်းကြီးကျော်စခန်းကိုလုံးဝဖြိုဖျက်ရန်ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဗြိတိရှနယ်ချဲတို့၏အခြေမြင့်များကိုရင်းသို့ဖြိုဖျက်စီးခဲ့သည့်နေတူပြည်သစ်နယ်ချဲတို့၏ချင်းမြင့်စခန်းများကိုလည်းအလောင်းမင်းတရားကခြေဖြတ်တော်မူခဲ့သည်ရွှေဘိုနှင့်ဟန်တာရီတို့စစ်ပွဲမဖြစ်ပွားမီ1929ခုနှစ်ကပင်ပြည်သစ်အရှိအိန္ဒိယကုမ္ပဏီသည်တန်လျင်၌သင်္ဘောကျင်းတစ်ကျင်းတည်ဆောက်ခဲ့ပြီးဖြစ်သည်ပြည်သစ်တို့၏ကိုလိုနီခြေစိုက်စခန်းဖြစ်သောပန်ဒီချယ်ရီနှင့်သင်္ဘောများကိုဤသင်္ဘောကျင်းမှဆောက်လုပ်ပေးခဲ့သည်ဟန်တာရီသားတို့ထောင်ထားချနာသည့်1948ခုနှစ်တွင်တန်လျင်သင်္ဘောကျင်းကိုပြည်သစ်တို့ပိတ်ခဲ့သည်1940ခုနှစ်တွင်ပန်ဒီချယ်ရီဘရင်ခံဒူးပလီသည်မြန်မာနိုင်ငံဘက်သို့အာရုံရှိလာခဲ့သည်ထိုချိန်မှာပင်ဟန်တာရီသားတို့၏တန်အဖွဲ့တစ်ဖွဲ့သည်ပန်ဒီချယ်ရီရောက်ရှိလာပြီးပြည်သစ်တို့ထံမှအကူအညီများကိုတောင်းခံခဲ့ကြသည်ထိုအခါဒူးပလီကလူသူလက်နက်ခဲယမ်းများကူညီမည်ဟုကတိပြုခဲ့သည်ထို့နောက်အခြေအနေကိုလေ့လာရန်၎င်း၏ကိုယ်စားလှယ်ဘရူနိုင်အားဒူးပလီကပဲခူးသို့ဆေလွှတ်ခဲ့သည်ဘရူနိုထံမှအစီရင်ခံစာများရရှိသောအခါဒူးပလီကမြန်မာနိုင်ငံတွင်ပြည်သစ်၏ဩဇာအာဏာဖြတ်ကျက်ရန်အခါခွင့်ဆက်ရောက်လာပြီဟုဆုံးဖြတ်ခဲ့သည်မြန်မာနိုင်ငံ၏ပြည်သစ်တို့၏ဩဇာခိုင်မာနိုင်သမျှခိုင်မာအောင်ဖြတ်ကျက်ရန်ဒူးပလီကအလွန်လိုလားခဲ့သည်ထို့ကြောင့်ဘရူနိုအားပဲခူး၌ပင်ဆက်လက်နေထိုင်ပြီးတန်ဆန်းသည့်လူသူလက်နက်အင်အားဖြင့်ဟန်တာရီသားတို့ဘက်မှအကူအညီပေးရပ်တည်ရန်ဒူးပလီကညွှန်ကြားခဲ့သည်အလောင်းမင်းတရားနတ်တက်ပြီးခါစားကာလ၌ဟန်တာရီတွင်ပြည်သစ်တို့၏ဩဇာအာဏာအတန်ပင်လွှမ်းနိုင်ခဲ့ပြီးဖြစ်သည်1955ခုနှစ်မေလအတွင်းအလောင်းမင်းတရားကတကုံကိုသိမ်းပိုက်ပြီးနောက်တန်လျင်ကိုဆက်လက်လှုပ်ကြံသောအခါဘရူနိုကသင်္ဘောကြီး3စီးဖြင့်ဟန်တာရီဘက်မှပြောင်ပြောင်တင်းတင်းပင်ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သည်တန်လျင်ကို1956ခုနှစ်ဇူလိုင်လတွင်အလောင်းမင်းတရားသိမ်းပိုက်ပြီးသောအခါဘရူနိုပါဝင်ပြည်သစ်ကြီးကဲများစွာကိုဖမ်းဆီးမိခဲ့သည်တန်လျင်ကိုအလောင်းမင်းတရားမသိမ်းပိုက်မီတွင်ပင်ဘရူနိုကဒူးပလီထံသို့လက်နက်ကူညီများပေးရန်စာရေးပြီးတောင်းဆိုခဲ့သည်တန်လျင်ကိုလက်လွတ်မခံနိုင်သောပြင်သစ်နယ်ချဲတို့ကလက်နက်ခဲယမ်းမီးကျောက်အပြည့်စုံဖြင့်သင်္ဘော3စီးကိုဘရူနိုထံသို့ဆေလွှတ်ခဲ့သည်သို့သောရင်းသင်္ဘော3စီးနှင့်2စင်းမှာတန်လျင်ကိုအလောင်းမင်းတရားသိမ်းပိုက်ပြီး2ရက်အကြာမှရောက်ခဲ့ကြသည်မြန်မာရေကြောင်းပြတို့ကဘရူနိုရေးပေးခဲ့သည့်စာကိုပြည်သစ်သင်္ဘောကပတိန်များအားပြသပြီးတောင်ရှိရာများသို့လက်ပတ်ကသင်္ဘောများကိုခေါ်ဆောင်သွားခဲ့ကြသည်သင်္ဘောများတောင်တင်ကုန်သောခါတွင်မှပြည်သစ်တို့ကိုဝိုင်းဝန်းဖမ်းဆီးပြီးလက်နက်ခဲယမ်းများကိုတင်စီခဲ့ကြသည်ထို့နောက်သ
သင်္ဘောများကိုမိရှုဖျက်ဆီးခဲ့သည်ပြည်သစ်တို့၏အကြံဖက်ဆက်မှုများကိုသိရှိသောအခါအလောင်းမင်းတရားကဘရူနိုနှင့်ပြည်သစ်ကြီးကဲတို့အားကွပ်မြစ်ပစ်ခဲ့သည်ကျန်လက်အောက်ငယ်သား200တို့ကိုမူအသက်ချမ်းသာပေးခဲ့သည်ဤသို့ဖြင့်ပြည်သစ်တို့၏နေချက်ရန်ကြံစီမှုကိုအလောင်းမင်းတရားကြီးကကောင်းစွာခြေဖြတ်နိုင်ခဲ့သည်တတိယအကြိမ်ဖြင့်ရန်ကုန်သို့အလောင်းမင်းတရားဆုတ်ဆင်းလာခဲ့သည့်အစီအစဉ်အရကုသိုလ်ကောင်းမှုများပြုလုပ်ပြီးလျင်ရွှေဘိုသို့ပြန်လည်ဆက်တက်ရန်ဖြစ်ခဲ့သည်ရင်းစီစဉ်အတိုင်းလည်းစီစဉ်ဆောင်ရွက်ရန်ရှိခဲ့သည်သို့သောမမျှော်လင့်ပဲအခြေအနေမှာပြောင်းလဲခဲ့ရသည်ရန်ကုန်နန်းတွင်ရှိနေစဉ်တနေ့၌တန်တော်စင်တို့ကတဝဲမှတစ်စစ်ကြားရသောသတင်းစကားတို့ကိုတန်တော်ဦးတင်ခဲ့ကြသည်တန်တော်စင်တို့ကကျေးရွာဆွန်ဖျားများသို့ပင်ထိပါလာခြင်းရှိပါကြောင်းရှောက်တင်ကြသည်ထိုအခါလောင်းမင်းတရားကငါကိုယ်တော်ကိုယ်တိုင်ခြိတက်၍နှိမ်နင်းတော်မူမည်ဟုအမိန့်တော်ချမှတ်သည်200ဆန်းတော်မူခြင်း1120ခုနှစ်ပြာသိုလဆန်း3ရက်နေ့တွင်ရန်ကုန်မြို့မှစတင်၍တက်ထွက်တော်မူသည်ရေချောင်းမှသင်္ဘော9စီးကတဝဲမြို့သို့ဦးတည်သွားသည်ကြီးတက်တွင်တပ်ပေါင်း40ပါဝင်ခဲ့သည်ကော်ဝင်းရွာစစ်တောင်းမြို့စိတ်ပိရွာမိုးရဲအိမ်ရွာကပ္ပတီရီရွာဇင်းကြိုက်ရွာများတွင်တညစီစခန်းချတော်မူလျက်နောက်တစ်နေ့တွင်မုတ်တမသို့ရောက်တော်မူသည်မုတ်တမမြို့ဝဒေါ်ဆွေရဆက်မှစစ်ပြေးစစ်သူကြီးဒလပန်းနှင့်တိုင်ပင်၍ပုံကံမီကြံရွယ်၍ဒလပန်းအားကွပ်မြတ်သည်မုတ်တမမော်လမြိုင်သို့ကူးတော်မူ၍တဝဲသို့ဆက်လက်ချီတက်တော်မူသည်တဝဲသို့ရောက်12ရက်ကြာချီတက်တော်မူရသည်မြန်မာတပ်များချီတက်လာကြောင်းသိလျင်မာရိတ်မြို့ဝေါ်နှင့်ပလောမြို့ဝေါ်တို့သည်မနေဝေါ်တော့သောကြောင့်ထွက်ပြေးကြပြီးတနင်္သာရီဝေါ်နှင့်တွားရောက်ပူးပေါင်းခဲ့ကြသည်မင်းတရားတပ်များသည်ပလောနှင့်မာရိတ်မြို့များကိုအလွယ်တကူပင်သိမ်းပိုက်နိုင်ခဲ့သည်မာရိတ်မြို့ကိုမြိတ်မြို့ဟုအမည်ပြောင်းလဲခေါ်ဝေါ်စေသည်ရှေ့တောင်ဘက်သို့ဆက်လက်ချီတက်ခဲ့ရာ2ရက်ကြာလျင်တနင်္သာရီမြို့သို့ရောက်သည်မင်းတရားတပ်များသည်အရက်အစင်းမရှိဘဲဆက်လက်ချီတက်ခဲ့ကြရာ10ရက်ကြာတွင်ပြက်ပီးမြို့သို့ရောက်ရှိသိမ်းယူကြသည်ပြက်ပီးမြို့မှဆက်လက်ချီတက်ပြန်ရာ3ရက်အကြာတွင်ပန်လိုက်ရွာသို့ရောက်ခဲ့သည်ရင်းရွာတွင်ရန်သူအလုံးကြီးဖြင့်တွေ့ဆုံခဲ့သည်သို့သောမင်းတရားကိုယ်တိုင်ဦးစီး၍တိုက်ခိုက်ရာအောင်မြင်သည်ဘန်လော်မှတစ်ဖက်ဆက်လက်ချီတက်ခဲ့ရာ3ရက်အကြာတွင်တဖန်ပုံမြို့ကိုရောက်ရှိသိမ်းပိုက်တော်မူသည်တဖန်ပုံမှဆက်လက်ချီတက်၍တာလန်ချောင်းသို့ရောက်လျင်အင်အားအလွန်ကောင်းသောရန်သူတို့ကကြက်ကြက်ခံခဲ့ကြသည်သို့သောအင်အားကြီးမားသောရင်းရန်သူများကိုလည်းအလောင်းမင်းတရားကထိုးပေါက်တိုက်ခိုက်နိုင်ပြန်သည်ယခုအခါတွင်မင်းတရားတပ်များသည်မြို့တော်အယူတရားသို့အရောက်ချီတော်မူလာခဲ့ကြသည်မြို့တော်မြောက်ဘက်သို့ရောက်လျင်တက်ကြီးတီပြီးလျင်ထောက်မီလမ်းမီများတည်စေ၍မြို့တော်ကိုဝိုင်းရန်ထားသည်မြို့တွင်းရှိလူများကမင်းတရားတပ်များအားထွက်၍မတိုက်ကြမြို့တွင်းတွင်ခိုင်မာထပ်ဆွဲနေကြသည်ထိုအတွင်းမင်းတရားတပ်များ၏အခြေအနေမှာတမျိုးတစ်ပုံဖြစ်လာခဲ့သည်ဒေသအပြောင်းလဲရာသီဥတုအပြောင်းလဲနှင့်ဝေးခွာသောခရီးကိုချီတက်ခဲ့ရသည့်သူများဖြစ်သောကြောင့်တပ်သားတချို့ကျမ်းမာရေးထိခိုက်ကြသည်17ရက်တကြံအကြနေ့သို့ရောက်လာသည်အလောင်းမင်းတရားမှာအလွန်စိတ်ဓာတ်ပြင်းထန်သူဖြစ်ရာယခုတစ်ချိန်စစ်ချီရာတွင်အလင်းစလိုပင်ချီတက်ခဲ့သည်လိုအပ်သောစင်မြင့်လက်နက်လူသူအင်အားတို့ကိုပြည့်စုံစွာမစီမံတော်မူခဲ့ခြင်းထို့ကြောင့်ယခုကဲ့သို့ခန့်စစ်ကိုလုံအောင်တည်ပြီးခုခံသောအခါမင်းတရားနေဖြင့်ရခိုင်တိုက်ပွဲများကဲ့သို့ဖိဖိစီစီတိုက်ခိုက်နိုင်လောက်အောင်အင်အားမလုံလောက်ဖြစ်ရသည်ထို့ကြောင့်ထိုးစစ်မစင်သာပဲစေဦးမှာတက်နေခဲ့သည်တဖန်အရေးကြီးသောအခြားအကြောင်းအချက်တစ်ရက်လည်းရှိရင်အကြောင်းချက်ကအလောင်းမေးတရားကိုတော့ကိုလက်မကြည့်သာမကြမ်းမာတော့မူလာခြင်းဖြစ်သည်ထိုအခြေအနေတွင်ရာသီဥတုကလည်းဆိုးရမိပုံပေါ်လာသည်မိုးဥတုဆက်ရောက်ပြီးတော့မီမိုးဥတုရောက်လျင်မိုးလေပြင်းထန်စွာကျရောက်ပြီးတော့မီချောင်းရည်များမြစ်ရည်များရှမ်းတော့မီမြို့တော်တဝိုက်တွင်ရေရှမ်းမီရေများဖူးတော့မီလူများတရိษံများနေထိုင်စရာကုန်းမြေတို့ရှားပါပြီးတော့မီစားနပ်ရိက္ခာများလည်းရှားပါခက်ခဲတော့မီအခြေအနေတိုင်းကို
မပြတ်လေလာစောင့်ကြည့်နေစမြဲဖြစ်သည့်အလောင်းမေးတယောက်ကရင်းချီနေစုကိုတင်ကျုံမြင်သိသည်ထို့ကြောင့်1122ခုနှစ်ကဆုံလာဆန်း2ရက်နေ့၌သားတော်ဘုံမူတက်မှုတို့ကိုခေါ်ယူတော်မူ၍လုံရေးကြံရေးများကိုဆွေးနွေးတိုင်ပင်တော်မူသည်ထိုအခါမင်းကောင်တော်ရထားကစစ်တီတို့သဘောမှာရုတ်တရက်ရှောင်းတခင်တွေ့ဆုံတိုက်ခိုက်ရသောအရေးပြီးလွယ်ပါသည်သို့သောဝိုင်းရန်၍စင်မြောင်းလျင်တက်အိုမေးပြီးခြေရင်လဲထူသည်ဖြင့်အနာရောဂါရောက်တတ်ပါသည်ယခုတစ်ကြိမ်နေပြည်တော်သို့ပြန်တော်မူပြီးနောက်တစ်ကြိမ်ရန်သူတို့၏မြို့တော်ကိုလှုပ်ကြံတင်ပါသည်နောက်တစ်ကြိမ်လှုပ်ကြံလျင်အလွယ်တကူပင်အောင်မြင်နိုင်ပါမည်ဟုတင်လျှောက်သည်စွမ်းရည်သက်သည့်နှင့်ပြည့်စုံလာသောဗိုလ်ချုပ်ကြီးမင်းခေါင်တော်ရထား၏ရှောက်ထားချက်ကိုကြားသိရလျင်အလောင်းမင်းတရားကအမိန့်တော်ချမှတ်သည်သူဖြစ်လျင်နှက်ဖြန်ပင်တက်ဆုပ်တော်မူမည်ငါသားတော်မြည်သူမေသားကငါနောက်မှထက်ချက်မကွာလိုက်စေမင်းခေါင်တော်ရထားကမြင်း900တနက်ဆွဲ6000ပြည့်၎င်းမင်းလာတော်ရထားကမြင်း200တနက်ဆွဲ3000ပြည့်၎င်းထောက်မီကမ်းမီနောက်မှလိုက်ခဲ့ရမည်ရင်းသူမိတ်တော်မူ၍ကဆုံလာဆန်း3ရက်နေ့တွင်အလောင်းမေးတရား၏တက်များပြန်လဲဆွခွာကြသည်မဲလာတော်ရထားမှာတက်မတော်နှင့်ကမ်းမီလမ်းမီမှလိုက်ပါလာခဲ့သည်မဲခေါင်တော်ရထားမှာမြို့တော်အပြင်တွင်ကြံရည်သည်သူတက်များကမြို့တွင်မှထွက်လာမည့်တက်များကိုဟတ်တားရန်တာဝန်ယူရသည်မင်းတရားနှင့်တကွတက်များမြို့တော်ကိုဝိုင်းထားရမှပြန်လဲဆွခွာသွားကြောင်းသိလျင်မြို့တွင်မှအလုံးရည်ဖြင့်ထွက်လာပြီးလိုက်လာတိုက်ခိုက်ကောင်တိုက်ခိုက်ကြပေလိမ့်မည်မင်းတရားကိုအန္တရာယ်ပြုနိုင်ကောင်ပြုနိုင်မည်ရဲအန္တရာယ်ကိုမင်းကောင်တော်ရထား၏တပ်များကကာကွယ်ကြရမည်ဖြစ်သည်မင်းကောင်တော်ရထားတို့ခံမှန်းခဲ့သည့်အတိုင်းပင်တပ်များဆွခွာသွားကြောင်းသိသောအခါမြို့တွင်မှထွက်၍မင်းကောင်တော်ရထားတို့တပ်ကိုတိုက်ခိုက်ခဲ့ကြသည်သူတို့ကမင်းကောင်တော်ရထား၏တပ်ကိုလေးဘက်လေးတန်းမှဝိုင်းဝန်းကြသည်မင်းကောင်တော်ရထားကဝိုင်းထားသောတပ်များကိုမျက်နှာလေးမျက်နှာမှထိုးဖောက်၍ထွက်နိုင်ခဲ့သည်ထိုအတွင်းမင်းလာတော်ရထားကလည်းတနက်တန်များကြား၍မင်းကောင်တော်ရထားအားကူညီရန်ပြန်လည်ရောက်လာခဲ့သည်သို့သောမင်းကောင်တော်ရထားကတာရှိစွာချိန်မဆွဲဘဲမင်းလာတော်ရထားတပ်ကိုမင်းတရားနောက်သို့အမြန်လိုက်စေသည်ရှင်းလဲတိုက်ခိုက်ရန်ရှိသည်များကိုလေးရက်ခန့်ရှင်းလဲတိုက်ခိုက်အောင်မြင်ပြီးသည့်နောက်မင်းကောင်တော်ရထားလည်းမင်းတရားနောက်သို့လိုက်ပါသွားသည်ရင်းသူဆုတ်ခွာစေကာလအတွင်းမင်းတရား၏ကျမ်းမာရေးခြင်းတွေမှာများစွာဆိုးဝါးလာခဲ့သည်ဝေါ်တော်ပေါ်၌လိုက်ပါရင်တမားတော်များ၏စေဝါကုသမှုများကိုအမျိုးမျိုးခံယူတော်မူရင်တနေ့ထက်တနေ့ယောဂခြင်းတွေကသက်သာခြင်းမရှိခဲ့ခြင်းမင်းတရားသည်24စက္ကန့်နှင့်မုတ်တမသို့ရောက်လာသည်ထိုမှတစ်ဆင့်မုတ်တမကြီးကင်းရွာသို့1122ခုနှစ်ကဆုံလပြည့်ကျော်17ရက်နေ့တွင်ရောက်ရှိတော်မူသည်နောက်တနေ့ကဆုံလပြည့်ကျော်12ရက်မိုးလင်းစချိန်တွင်မေတ္တရားနှံ့ရာဆန်တော်မူသည်မေတ္တရားနှံ့ရာဆန်တော်မူကြောင်းအတွင်းလူများမှအပမိသူကိုမှအတိမပေးခဲ့ခြင်းကိုတော်အားမပုတ်မတူအောင်ပြင်ဆင်ပြီးဆောင်ယူတော်မူမြဲဝေါ်တော်နှင့်ဆက်လက်ဆောင်ယူတော်မူသည်သို့သောမုတ်တမမှပဲခူးရောက်ပဲခူးမှရန်ကုန်သို့ရောက်ပြီးဖောင်တော်ပေါ်သို့အလောင်းတော်ကိုတင်ဆောင်သောအခါတွင်အားလုံးသိကုန်ကြတော့သည်စုပွက်အောင်ပူဆွေးငိုကြွေးကြတော့သည်အလောင်းတော်ကိုဖောင်တော်ဖြင့်ဆက်လက်ပစ်ဆောင်ခဲ့ရာကြောင်မြောင်းစိတ်သို့ရောက်သည်ရဲမသဆင့်နေပြည်တော်သို့ဆက်လက်ပစ်ဆောင်ခဲ့ကြရာနေပြည်တော်ရောက်လျင်မြို့မြောက်ဘက်လိုင်သာတကားမှသိမ်းယူတော်မူသည်ထို့နောက်ဆက်ချဝတီမန္တမင်းတို့ကိုတချို့တကဲ့သို့ကြီးကျယ်ခမ်းနားစွာဖြင့်လွတ်တော်ရှေ့မြောက်မြောက်နန်းမြို့တော်အတွင်းတွင်တကြူတော်မူလေသည်အလောင်းမေတရားသည်တာမန်အရသားဖြင့်38နှစ်နှင့်9လနေ၍ထီးနှန်းစည်းစိမ်8နှစ်နှင့်တလဆန်စားပြီးတက်တော်45နှစ်8လ46နှစ်တွင်နှက်ရွာဆန်တော်မူခြင်းဖြစ်သည်မော်ဖူးတို့ရဲ့တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူအလောင်းမေတရားဦးအောင်စီဟာစာအုပ်ရဲ့ဇာတ်သိမ်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။ညီကုန်းချုပ်အနေနဲ့မော်ဖူးရဲ့ချစ်ပရိသတ်ကြီးများရှင်ဒီတစ်ပတ်မှာတော့ဆရာချင်းတင်ထွေရေးသားပြုစုခဲ့တဲ့တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူအလောင်းမေတရားဆိုတဲ့စာအုပ်ထဲကနေထုတ်နှုတ်တင်ဆက်ပေးခဲ့တဲ့အလောင်းမေတရားကြီး
ဦးအောင်စီရရဲ့အထင်ကရအောင်မြင်မှုသမိုင်းဆက်လန်အကြောင်းအရာတွေဟာဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်။မုတ်ဆိုးဖို့ရွာတကြီးဘွားကနေမြန်မာတပြည်လုံးကိုပြန်လည်စူးစီးပြီးတတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးရဲ့ခေါင်းဆောင်မှုစိတ်ဓာတ်နိုင်ငံတော်ကိုချစ်မြတ်နိုးစိတ်နဲ့စီရေးပြူဟာထက်မြက်ပုံစားတဲ့အကြောင်းအရာတွေကနေပြည်သက်ကြီးတို့အတွက်သမိုင်းအသည့်ဘ ഹു တုတတွေရရှိခံစားနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ကျမတို့ရဲ့ YouTube စာမျက်နှာကနေအမြဲတမ်းစိတ်ပါဝင်စားစွာနားဆင်အားပေးခဲ့တဲ့ချစ်ခင်ရပါသောပရိသတ်ကြီးတဦးချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။ဒီစာအုပ်ကိုအများပြည်သူကြားဖတ်ကြားတင်ဆက်ခွင့်ပြုပါရန်ဆရာကြီးတင်ထွေးနဲ့တကွစာအုပ်ထုတ်ဝေခြင်းလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်ခဲ့သူများအားလုံးကိုလည်းထပ်မံ၍အလေးနက်ထားခွင့်ပန်ကာရပြုလိုက်ပါတယ်ရှင်။အားလုံးပဲသမိုင်းအသိပညာဘ ഹു တုတများစွာရရှိခဲ့ကြပါစေလို့ဆန္ဒပြုရင်းနောက်တစ်ပတ်မှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားစရာအကြောင်းအရာကောင်းတွေဘ ഹു တုတရစရာစာပေလက်ရာကောင်းတွေကိုရွေးချယ်ပြီးတင်ဆက်ပေးသွားဖို့ရှိတာကြောင့် YouTube Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ဆက်သူပရိသတ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။ဒီတင်ဆက်မှုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးချင်တော့ဒါမှမဟုတ်သိချင်တာများရှိပါသလဲရှင်။မော်ဖူးကပညာရှင်တယောက်မဟုတ်တဲ့အတွက်စကလုံးအထားသူနဲ့စာပေအတိတ်ပဲများစွာမှာအမားများပါရှိခဲ့ရင်အနူးညံ့တောင်းပန်ရင်ရှင်လန်းချမ်းမြေ့ကြပါစေရှင်။